လာပါ Brick Workshop ကနေကြိုဆိုပါရစေ။နောက်ထပ် Speed Champion set လေးပဲဖြစ်ပါတယ်။နာမည်ကျော်ရုပ်ရှင် Back to the Future ကို reference ယူပြီးအသစ်ထွက်ရှိလာမှာဖြစ်ပါတယ်။ဒီ theme ကအရင်တုန်းကလည်းထွက်ရှိထားပြီးအခုမှပထမအဆုံးချိန် Speed Champion line up ကနေပြီးတော့ထွက်လာမှာဖြစ်ပါတယ်။ဒီ set နာမည်လေးကတော့ Time Machine from Back to the Future ဖြစ်ပြီး pieces ကတော့385ခုပါဝင်မှာဖြစ်ပါတယ်။ mini figure တွေကတော့ဒီဇက်လန်ရဲ့အဓိကဇာတ်ဆောင်တွေဖြစ်တဲ့ McFly နဲ့ Dr. Brown ပဲဖြစ်ပါတယ်။ဒီကားရဲ့အပြင်ပန်းပုံစံကြည့်မယ်ဆိုရင်တော့အရန် boxy ဖြစ်တယ်လို့ပြောလို့မရပါဘူး။နောက်ဒီ bonnet မှာဆိုလို့ရှိရင် Lego stack တွေထွက်နေရမဟုတ်ပဲနဲ့တခါညီညီလေးဖြစ်နေရလေးလှပါတယ်။နောက်ဒီကားရဲ့အရှိပုံကြည့်မယ်ဆိုလို့ရှိရင် car brand DMC DeLorean ဟာဒီပါမယ်။နောက်ဒီ bumper နေရာကိုကြည့်မယ်ဆိုလို့ရှိရင် sticker မဟုတ်ပဲနဲ့ printed pieces သုံးထားတဲ့ပုံမှာဒီလို pieces တွေကြတော့အနောက်မှာလည်းရှိပါတယ်။ဒါကတော့ ဘေးဘက်ပုံလေးပဲဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင်ဒီတာယာပုံလေးတွေဆိုလို့ရှိရင်တော်တော်လေးလှပါတယ်။ကားကတခြား Speed Champion တွေမဟုတ်ဘဲနဲ့ play feature တခုပါပါတယ်။အဲ့ဒါလေးကတော်တော်မိုက်ပါတယ်။ဒီပုံစံသူပြထားတဲ့ model ကိုပဲတခြားဒီပုံစံပေါ့နော် version 2လေးပြောင်းလို့ရပါမယ်။ဒီ version 2မှာဆိုလို့ရှိရင်ဒီ engine ကို upgrade လုပ်လိုက်တော့ဗောနော် Mr. Fusion ဆိုတဲ့ဟာလေးဒါရုပ်ရှင်တွေမှာဆိုလို့ရှိရင်ဒီအမိုက်ကနေပုံမှာပြန်ပြီးတော့လောင်းစာပြန်လုပ်လို့ရတာဗောနော်အဲဒါဆိုလို့ရှိရင်ပုံစံပြောင်းလို့ရတယ်ဗောနော်အဲ့လိုမျိုးပုံစံပြောင်းလို့ရတာဟာလေးပါလာတယ်သူက2 in 1မို့လို့ဘလို့အရှင်လိုမျိုးပြောင်းလို့ရတာတော့မဟုတ်ဘူးဗောနော်ခါတိုင်းကျွန်တော်3 in 1 set တွေလိုမျိုးပဲပုံစံပြန်ပြောင်းပြီးတော့စောင့်ရမယ့်ပုံတွေဗောနော်အဲ့လိုလေးထင်ပါတယ်ဒီ figure ကိုကြည့်မယ်ဆိုရင် torso တွေကလည်းအသစ်ဖြစ်ပြီးဒီမှာ McFly ဝတ်ထားတဲ့ဒီ vest တွေဆိုလို့ရှိရင်ကျွန်တော်က print ပဲသုံးတာဗောနော်ဒီမှာဆိုတော့ pieces အသစ်အနေနဲ့ကိုပါလာပါလိမ့်မယ်ဒီဟာကတော့ပထမရုပ်ရှင်ကားရဇဝင်ကန်တစ်ခုဖြစ်ပါလိမ့်မယ်ကျွန်တော်သိတော့မမှတ်မိတော့ဘူးပေါ့နော်ဈေးနှုန်းအနေနဲ့$28မို့လို့ဒီ license version ကိုပေါ့နော်ဒီဈေးနဲ့ရတာမစိုးလို့ပြောလို့ရပါတယ်ထွက်တာကတော့2026မှာထွက်မှာဖြစ်ပါတယ်ဆုံးဖြတ်ကြည့်ပြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုကြိုင်ပြန်တွေ့ပါမယ်